မင်္ဂလာပါရှင်အမရေဈေးရောက်တာအရင်များလာရတယ်ဟုတ်ကဲ့ပါရှင်social media မှာပေါ့နော်စီးပွားရှာတဲ့ပုံစံတွေကတော့မတူဘူးဝင်ငွေရနီးလမ်းတွေကတော့မတူကြဘူးပေါ့နော်မင်းတို့ကတော့ TikTok shop နဲ့ commission ရှာတာရှင်မင်းတို့ရဲ့ account မှာဒီလိုမျိုးပေါ့နော်ကိုပိုင်ချင်းတောင်းလေးရှိနေပြီဆိုရင် follower 1000ပြည့်ရတယ်ပြီးတော့ဒီချင်းလေးကိုတွားလျှောက်ပြီးတော့ commission ရှာလို့ရပြီရှင်အရင်ဒီတစ်ပြားချက်မှမင်းတို့ဆိုင်မထည့်ရဘူးရှင်ကိုအိမ်မှာလိုတဲ့ပစ္စည်းလေးတွေကိုဝယ်သုံးနေရင်းနဲ့ကိုမင်းတို့က commission ရတာရှင်โอเคนะကိုအိမ်မှာလိုတဲ့ပစ္စည်းလေးကိုဝယ်သုံးနေနဲ့ commission ရတာရှင်အဲ့တော့ကိုချင်းတောင်းလေးကနေပြီးတော့ဒီကိုပိုင်ချင်းတောင်းလေးထဲကနေပြီးတော့ကိုယ်တိုင်ဈေးဝယ်သုံးတာပဲဖြစ်ဖြစ်သူများဝယ်သွားတာပဲဖြစ်ဖြစ်နောက်တစ်ခုကကျတော့သူများအတွက်ကိုကဝယ်ပေးတာပဲဖြစ်ဖြစ်ကို commission တွေရပါတယ်ရှင်โอเคนะအဲ့တော့အရင်နေ့ကမျိုးဆိုတပြားတစ်ချက်မှစိုက်မထည့်ရတဲ့ TikTok shop မှာမျိုးဆိုပတ်စံရှာတာပါဒါပေမဲ့ TikTok shop လုပ်လို့ရတဲ့နိုင်ငံကလောလောဆယ်3နိုင်ငံပဲရှိပါမယ်ထိုင်းရယ်မလေးရှားရယ်စင်ကာပူရယ်3နိုင်ငံပဲရပါအောင်မယ်ရှင်เนาะအဲ့တော့ကိုကတကယ်လို့ဒီ3နိုင်ငံမှာနေရဆိုရင်เนาะမျိုးတို့လိုမျိုး TikTok shop နဲ့ကိုပိုင်ချင်းတောင်းလေးမရှိသေးရင်ကိုပိုင်ချင်းတောင်းလေးရှာအခြေခံတဲ့စီမီစီကံပိုင်းတွေကိုနားလည်အောင်လုပ်ပြီးတော့ဒီမှာလာပြီးတော့เนาะcommission တွေလာရှာလို့ရပါတယ်ရှင့်โอเคนะအဆင်ပြေကြပါစေသိချင်တဲ့အကြောင်းလေးရှင်းပြီးကျွန်တော် comment မှာမှတ်လာပေးကြပါเนาะအဆင်ပြေမယ်ဆိုတော့တရားတစ်ချက်ဒီ share ကိုပေးကြပါရှင့် TikTok shop ကိုအခြေခံကစပြီးသင်ကြားတင်လေးလာခြင်းနဲ့ရလက်တွေမြင်ထွက်ခြင်းနဲ့ဝင်ငွေရှာလို့ရအထီကိုကျွမ်းကျင်တက်ချင်တယ်ဆိုတဲ့သူလေးတွေအတွက် TikTok အခြေခံကစပြီးဝင်ငွေရှာလို့ရဖြစ်တင်လာပြီးတဲ့ video class တွေ VIP class တွေရှိပါတယ်ရှင့်အဲ့တော့ကိုကဘယ်တင်တန်းမှာတက်ချင်လဲဆိုတော့ကိုစဉ်းစားပြီးတော့လာပြီးတော့သင်ယူလေးလာလို့ရပါတယ်မချင်ခုဖွင့်ထားတဲ့ video class လေးဆိုရင်တင်တန်းထဲမှာမြင်စရာ video လေးဓာတ်ပုတ်ချင်စီလို့ပြီးတော့သင်ထားပြီးပါတယ်ရှင့်အဲ့တင်တန်းတော့မြင်စရာထည့်ပြီးမှ TikTok shop ကိုအခြေခံကစပြီးဝင်ငွေရှာလို့ရအထီကိုတင်ထားပြီးတာဖြစ်ပါတယ်ရှင့်โอเคနော်အဲ့တော့အထက်ရောက်သွားပြီဆိုရင်တင်တန်းထဲကိုရောက်သွားပြီဆိုရင်ကိုကအားရင်အားလိုမျိုးလေးလာမယ်သိယူမယ်စူးစမ်းမယ်လိုအပ်တဲ့အချိန်မျိုးစုံပေးလာရမယ်ရှင့်တင်တန်း app ဆိုတဲ့ message ကလည်း TikTok account တွေဖွင့်ပြီးတယ်လိုအပ်တာလုပ်ပြီးတယ်တင်တန်းတော့တစ်ခါလေးထည့်ပြီးပါတယ်ရှင့်တင်တန်းကြီးရတော့မြန်မာငွေ4000ကျပ်ပဲဖြစ်ပါတယ်ရှင့်အဲ့တော့တင်တန်းကြီးမြန်မာငွေ4000ကျပ်နဲ့ TikTok shop ကိုအခြေခံကစပြီးတော့ဝင်ငွေရှာလို့ရအထိသိကျင်နေဆိုရဲသူတွေ message TikTok messenger Facebook messenger line ရှိနေမှာအမြန်ဆုံးတင်တန်းလာအပ်ဖို့လိုမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်